အားလုံးမင်္ဂလာပါကျွန်တော်ငယ်ငယ်တုန်းကဂီတတူရိယာတီးနိုင်တဲ့လူတွေကိုဗရမီရှိတဲ့လူလို့ထင်ခဲ့ဖို့ပါတယ်အမှန်ကျွန်တော်တို့ဂီတတူရိယာတီးနိုင်ဖို့ဗရမီရှိစီရမလို့ပါဘူးကျွန်တော်တို့လိုအပ်တာကပါလဲဆိုတော့ဝတ္တနာပါဖို့ပဲလိုပါတယ်ပြီးသွားရင်ကျွန်တော်တို့အချိန်ရှိဖို့လဲလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဂီတတူရိယာလေ့လာမယ်ဆိုရင်ကျွန်တော်တို့အချိန်ယူပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဝတ္တနာပါတဲ့လူတိုင်းကျွန်တော်တို့ဂီတတူရိယာကိုတီးနိုင်မှာဖြစ်ပါတယ်။ပြီးတော့ရင်ကျွန်တော်တို့ဂီတလေ့လာတဲ့အချိန်မှာကျွန်တော်တို့စာလို့လေ့လာရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကကြီးကခွေးလေ့လာတယ်လို့ကျွန်တော်တို့ဂီတလေ့လာတဲ့အချိန်မှာဒိုရေမီဖာဆိုပေါ့နော်။နှုတ်ဖတ်နည်းကိုစနစ်တကျလေ့လာသင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလေ့လာခြင်းအပြင်နောက်တစ်ချိန်မှာကျွန်တော်တို့လေ့လာခဲ့တဲ့ဂီတပညာတွေကိုသူများကို sharing ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဂီတဗရမီရှိမှလေ့လာနိုင်မယ်ဆိုတဲ့အသွေးကိုအခုကတည်းကဖြောက်ပြလိုက်ပါ။ကျွန်တော်တို့ဂီတပညာလေ့လာမယ်ဆိုရင်ကျွန်တော်တို့ဝတ္တနာပါဖို့လဲလိုအပ်ပါတယ်။ပြီးတော့ရင်ကျွန်တော်တို့လေ့ကျင့်ဖို့လဲလိုအပ်ပါတယ်ဟုတ်ပြီနော်ဒါမှကျွန်တော်တို့တတ်မြောက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတကယ်လို့ဒီဗီဒီယိုအားလုံးအသက်အကျိုးရှိတယ်ဆိုရင်ကျွန်တော် like and share ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ